ဆရာအမိတ်ပေးနေတယ်ငါရှေ့ကိုအခုချက်ချင်းလာခဲ့စမ်းလာခဲ့စမ်းဘာလို့ကောက်ခေါ်လိုက်တာဘာကြောင့်ဒီအိမ်ကိုလိုက်နှောက်ကျက်နေတာလဲဒီလိုတော့ကောက်တက်တဲ့ချက်ကောဒေဝကြော်ခေါင်းနဲ့တခေါင်းနဲ့ရှိရဲ့ဟဲ့ဇွန်နေမှာပြန်လေးမှာရစ္စာဟဲ့အဆိုတော်ရီတော့နမတော်လေးနဲ့မောင်တော်နဲ့ကဘဝအဆက်ဆက်ကပဋ္ဌာန်းဆက်တယ်အဲ့ဒီမှာနမတော်လေးရဲ့ကောက်ကြောင်းဒီအလားတရားတွေမကြော်လွားနိုင်တော့ဘဲနဲ့နမတော်လေးကိုကောက်စားသူဒီမဲ့ချောင်းရတယ်ငါတော့ဟိုချောင်းချင်မရှိတော့ဘူးတကယ်ပဲအခုပါလေဆရာကြီးဒီအိမ်မှာခြောက်နေတာတွေကိုရှင်းပေးပါလွယ်နေဆွဲထုတ်တယ်လားဒီအိမ်မှာရှိတာတွေကိုရှင်းလင်းလုပ်ပေးဖို့ပင့်ထားတဲ့ဆရာပါတော်လေးရဲ့ပန့်ရှိသမားတော့အိမ်မလာပြီဘာဖြစ်လဲအိမ်မလာပြီလို့ဘာမရလဲကျွန်မတကယ်အစစ်ကြီးပါအစစ်ကြီးဒီလိုအချောလာနေဘယ်လိုလုပ်တည်ရဖြစ်နိုင်ပါတော့ဟုတ်တယ်မလားရှင်ကူညီမယ်ဆိုလို့ကျမဒီအိမ်ကိုရောက်ကျမလည်းရှင်တို့အလုပ်ကိုကူညီပေးမှာအဲ့ဆိုရင်ငါတို့စက်တင်မလို့တော့ပါဝါနဲ့ဖြစ်သွားပြီချက်ချင်းတစ်ထဲအောင်ဖြစ်သွားနိုင်ခက်ခဲမှာခလေးရှိတာအမိုက်တော်ဘွားနဲ့နော်ဘူးတရေချောင်းတော့လားမိတ်ဆာမသေးသေးလေးရမြငါ့ကိုလာပြီးပညာဆန်းတယ်ရောက်နေတကားပိတ်လိုက်ဆန်းဘာလို့မိတ်ဆက်တေးလေးလို့ပြောတာတင်းကြီးခင်ရမှာပေါ့လေနင်တောင်နားမလဲဘူးငါ business လုပ်နေတာနော်ဒါစီးပွားရေးလုပ်တယ်ငါစီးပွားရေးကောင်းမှနင့်ငါကူညီနိုင်မှာနင်မဟုတ်ဘူးလားအဲ့ဒါပြောလိုက်မထုံတည်းတဲ့ငါလုပ်ပါဦးကောင်းဒီဘက်ကိုညင်ရှင်းရမှာဘယ်ဘက်ကိုပဲရှင်းရမှာဆရာကျမအဲ့ဒီရှင်းပေးသွားရင်ပြီးတာပါဒီမှာရုပ်ရှင်းရမယ်တဲ့ရှာစီကောင်းလိုက်တာစပင်းတော့ကြွကြအောင်နင်တို့လုံးလိုက်ပြီဒီတော့ပေါက်တွေကိုပိုက်